ကဘာပေါ်မှာလူတွေကအရက်တောက်တာအများဆုံးပဲဆိုပြီးထင်နေကြပါလိမ့်မယ်ဒါပေမဲ့တဘာဝတိရစ္ဆာန်တွေထဲမှာပဲချင်ဖန်စီတွေကတနေ့လျင်လူတစ်ယောက်အတွက်အရက်နှစ်ခွက်နဲ့တူညီတဲ့ပမာဏကိုတောက်နေကြတယ်ဆိုရင်မယုံနိုင်လောက်အောင်အံ့ဩဖွယ်ဖြစ်နေပါလိမ့်မယ်ချင်ဖန်စီတွေကတော့အရက်ကိုဓာတ်ရိုက်ထုတ်ယူတောက်တာမျိုးမဟုတ်ပါဘူးသူတို့အတွက်အရက်ရဲ့မူရင်းကတော့တစ်သီးတွေဖြစ်ပါတယ်အပူပိုင်းဒေသတွေမှာတစ်သီးတွေဟာပူပြင်းပြီးပျက်စီးလာတဲ့အခါမှာတဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ fermentation ကစော်ဖောက်ခြင်းလုပ်ငန်းစဉ်ကြောင့်အရက်တက်ပါဝင်လာတဲ့တစ်သီးအနံ့ရှိအရည်သွေးအဖြစ်ပြောင်းသွားပါတယ်အထူးသဖြင့်အာဖရိကဒေသတချို့မှာတော့ချင်ဖန်စီတွေဟာ palm sap လို့ခေါ်တဲ့ထန်းလျက်ရည်ကိုဓာတ်ရိုက်တောက်တတ်ကြပါတယ်အဲ့ဒီ palm sap ထဲမှာတဘာဝအရက်တက်ပါဝင်ပြီးတနေ့လျင်လူတွေအတွက်အရက်နှစ်ခွက်နဲ့တူညီတဲ့ပမာဏတောက်သုံးနေကြတာကိုသိပ္ပံပညာရှင်တွေစမ်းသပ်တွေ့ရှိထားပါတယ်ဒီအချက်ကတိရစ္ဆာန်နဲ့လူကြားမှာရှိတဲ့ဆက်နွယ်မှုကိုထပ်မံသက်သေပြပေးတဲ့အထောက်အထားတစ်ခုဖြစ်ပါတယ်။လူနဲ့ချင်ဖန်စီတို့ဟာတူရင်းတူချင်းမျိုးဆက်ဖြစ်ပြီးရင်တူညီမှုကြောင့်အရက်ကိုခံနိုင်စွမ်းတူညီကြပါတယ်။ဓာတုပုံစံနဲ့တုံ့ပြန်မှုအထိဆင်တူနေကြတာဖြစ်ပါတယ်။ဒါကြောင့်တိရစ္ဆာန်တွေလည်းတဘာဝအရက်ကိုတောက်နိုင်ကြောင်းတချို့ကတော့တနေ့လျင်လူအတွက်အရက်နှစ်ခွက်နဲ့တူညီတဲ့ပမာဏတောက်နေကြောင်းသက်သေပြနေပါတယ်။နောက်ဆုံးအနေဖြင့်ပြောချင်တာကတော့တဘာဝထဲမှာလူတွေပဲအရက်ကိုစိုက်နှစ်သက်ကြတာမျိုးမဟုတ်ပါဘူး။ရှင်းဖန်စီတွေပါအရက်ရဲ့မိတ်ဆွေတွေဖြစ်ရှေ့တန်းထဲမှာပါဝင်နေပြီးသားဖြစ်ပါတယ်။